မိသားစုအကြောင်းအင်္ဂလိပ်လိုပြောတဲ့အခါမှာ I look like my dad. My man and I have the same personality. ဒီလိုမျိုး simple expression လေးတွေပဲကျမတို့များအဖြစ်သုံးတတ်ပါတယ်။ဒါဆိုရင် native speaker တွေရောဘယ်လိုမျိုးသဘာဝကျတဲ့ expression လေးတွေသုံးပြီးပြောလဲဆိုတာသိချင်ပါသလား။သိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပေးပါ။ပထမဆုံးအနေနဲ့ဒီအသုံးလေးနဲ့စပါမယ်။ Run in the family. Run in the family. ဒါကမှ run မှာပါနဲ့ဆောင်းနဲ့နောက်က in နဲ့ပေါင်းပြီးတော့မှ run in the family. ကြည့်ကြည့်မယ်နော် Run in the family. Can you repeat after me? Run in the family. One more time. Run in the family. ဟုတ်ပြီ Run in the family ရဲ့အဓိပ္ပာယ်ကမိသားစုထဲမှာပေါ့နော်ဒီအကျင့်နဲ့စွမ်းရည်တွေလက္ခဏာတွေတူညီနေတာပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီမိသားစုထဲမှာအမွေဆက်ခံထားတာမျိုးပေါ့နော်ဥပမာအဖေတွေမေတွေတုန်းကတင်ချာမှာတော်တယ်ဆိုလို့ရှိရင်မွေးလာတဲ့သားသမီးတွေမှာလည်းအဲ့လိုတင်ချာလိုက်တော်တာမျိုးပေါ့အဲ့လိုမျိုးခြေနေကိုပြောချင်တယ်ဆိုလို့ရှိရင် Run in the family လို့ပြောရပါမယ် Run in the family Run in the family ကသူက run ငါဒီနေရာမှာ buff နေနဲ့သုံးပါတယ်ဆိုတော့ဒီအုပ်စုလိုက် buff အုပ်စုလိုက်ကြီးဆိုတော့ရှေ့မှာ subject ခေါ်ရပါမယ်ဥပမာပေါ့နော် something run in the family ဒီဟာကျွန်တော် to talk about family traits ပေါ့နော်ဒီမိသားစုထဲမှာဗီဇဆက်ခံတဲ့ဟာမျိုးရိုးဆက်ခံတဲ့ຢာတွေအကြောင်းကိုသုံးပြောတဲ့ခါမှာသုံးတာဖြစ်တယ်ဆိုတော့ဘယ်ຢာဆက်ခံတာလဲဆက်ခံတဲ့ something ကပေါ့နော်အဲ့ဒါ subject နေနဲ့တွားလိမ့်မယ်ပေါ့ဆိုတော့ဒီမှာကျွန်မ structure form လေးပေးထားပါတယ် something run in the family ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာလေးကြည့်ပါမယ်နော် musical talents really run in the family everyone play an instrument မှာဂီတပါရမီရပေါ့နော်ကျွန်တော်တို့မိသားစုထဲမှာဆိုရင်ဗီဇကိုပါလာပေါ့နော်အိမ်မှာရှိတဲ့လူတိုင်းကဒီဒူရီယာတစ်ခုခုတော့တီးတတ်ကြတယ်ပေါ့အဲ့လိုမျိုးလေးပြောတာပါနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင် cooking run in the family everyone can cook မှာသူတို့အိမ်မှာဆိုတဲ့အိမ်လုံးကဟင်းချက်ပါရမီပါတယ်ပေါ့နော်လူတိုင်းချက်တတ်တယ်ပေါ့အဲ့လိုမျိုးလေးပြောလို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ follow in footstep follow in footstep သူ့ရဲ့အဓိပ္ပာယ်ကတော့ခြေရနင်းတာပေါ့နော်ဥပမာငါကတော့ငါဖေခြေရနင်းတယ်သူကတော့သူ့ဖေခြေရနင်းတယ်ပေါ့အဲ့ဒီအသုံးလေးပါ follow in footstep တကယ်လို့ဥပမာကိုအဖေရဲ့ခြေရနင်းတယ်ဆိုလို့ရှိရင် follow in my dad footstep အဲ့လိုမျိုးလည်းသုံးလို့ရတယ်ပေါ့နော်ကိုခြေရနင်းတဲ့လူရဲ့ဒီ possessive adjective လေးကိုလည်းထည့်သုံးလို့ရပါတယ်ဒါဆိုပြောကြည့်မယ်နော် follow in footstep ဒီနေရာမှာဆိုလို့ရှိရင်တို့က foot ball လို့မျိုး foot မှာပါတဲ့ out sound ကိုမှာ focus လုပ်ရပါမယ်ဆိုတော့ follow in footstep follow in footstep follow in footstep ကကြတော့ပေါ့နော် talking about continuing someone career or lifestyle ဥပမာတယောက်ရဲ့ဒီသမွေးကြောင့်ပညာကိုဆက်ပြီးတော့ဆက်ခံလိုက်တာသူနေတဲ့ဒီ lifestyle တိုင်းသူ့ရဲ့သားသမီးကလိုက်နေတာပေါ့နော်ဒီလိုမျိုးခြေရာနေတဲ့ဟာတွေကိုသုံးတာပေါ့နော်ဒါဆိုလို့ရှိရင်ကြည့်မယ်ပေါ့နော်ဒီမှာ found နေနဲ့ဆိုလို့ရှိရင် follow in footsteps မှာ someone's ပေါ့နော်ကိုခြေရာနေတဲ့လူရဲ့ဟာကိုဒီ someone's နေရာမှာထည့်လို့ရတယ်သူကလည်း verb ဖြစ်တယ်ဆိုတော့ကျတော့ဘယ်သူက follow လုပ်တာလဲ follow လုပ်တဲ့ subject ကိုရှေ့မှာတွဲခေါ်ပြီးတော့မှသုံးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ example လေးလိုက်ကြည့်မယ်She decided to follow in her father's footsteps and became a doctor. သူမကပေါ့နော်သူမဖေလိုပဲပေါ့ဆရာဝန်ဖြစ်လာဖို့ဆုံးဖြတ်လိုက်တယ်ပေါ့ပြောချင်တာသူမဖေကလည်းဆရာဝန်ဖြစ်ပြီးသားအဲ့ဒါအောင်မှသူ့ဖေချေရနေမလို့သူလည်းဆရာဝန်ဖြစ်ဖို့ပဲရွေးချယ်လိုက်တယ်ပေါ့အဲ့လိုသုံးလို့ရပါတယ်ကျမတို့ဆိုလို့ရှိရင်ပေါ့နော်my parents are teacher so I want to follow in my parents footstep and become a teacherဆိုတော့ကိုမိဘဆရာမဆိုတော့ဘောနော်မိဘရဲ့ခြေရာနေပြီးတော့ဆရာမတယောက်ဖြစ်လာဖို့ပဲရွေးချယ်လိုက်တယ်ဘောနော်ဆရာမတယောက်ဖြစ်ချင်တယ်ပေါ့အဲ့လိုသုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်ကြည်နေတဲ့လူတွေရောကိုမိဘရဲ့ခြေရာနင်းသလားဒါမှမဟုတ်လို့ရှိရင်လမ်းကြောင်းသစ်ဖောက်ပြီးလုံနေတဲ့လူတွေလားပေါ့နော်တကယ်လို့ကိုမိဘရဲ့ခြေရာနင်းနေဆိုလို့ရှိရင်ဒီအသုံးလေးကိုသုံးပြီးပြောလို့ရပါတယ်တတိယတစ်ခုအနေနဲ့ကတော့ spitting image ofသူ့ရဲ့အဓိပ္ပာယ်က look like exactly someone တယောက်နဲ့ပုံစံအရန်တူတာပုံစံနဲ့တူနေတာပေါ့နော်အဓိကအပြင်ရုပ်ရည်သွင်မြင်တူတဲ့ဟာတွေကိုပြောတာပါဆိုတော့ဒီနေရာမှာ image ဒီ job ဆောင်ပေါင်းထွက်ရပါမယ် spitting image of
spitting image of one more time spitting image of spitting image of your function if we want to describe physical similarity ပေါ့နော်ရုပ်ပိုင်းဆိုင်ရာတောက်တောက်တူနေတဲ့ခါတွေကိုပြောချင်တဲ့နေရာမှာ spitting image of လို့သုံးလို့ရပါတယ်ဒီမှာကျမတို့ found လေးပေးထားပါတယ် person A က is the spitting image of person B ဆိုတော့ဘသူကဘသူနဲ့တူတာလဲအရင်ဆုံးပေါ့နော်ပြောချင်တယ်ဆိုလို့ရှိရင် person A မှာလူတစ်ယောက်ထည့်မယ် person B မှာလူတစ်ယောက်ထည့်မယ်သူတို့နှစ်ယောက်ကအတော်တူတယ်လို့ပြောချင်တဲ့အခါမှာသုံးပါတယ်ဒါဆိုလို့ရှိရင် example ကြည့်မယ်ပေါ့နော် You are the spitting image of your mother when she was young နင်ကနဲ့ငယ်တုန်းကနဲ့ရမ်းတူတာပဲပေါ့အဲ့လိုလဲသုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်ကြည့်နေတဲ့လူတွေရောဘယ်သူနဲ့တူလဲပေါ့နော်ကျမဆိုလို့ရှိရင်အများစုကကျမအမေနဲ့တူတယ်လို့ပြောတယ်ပေါ့နော်အဲ့ဆိုကျမကလည်းပြောလို့ရတယ် I am the spitting image of my mom ကျမအမေနဲ့တူတယ်ပေါ့အဲ့ဆိုရင်ဒီလိုမျိုးဘယ်သူနဲ့တူတယ်ဆိုတာလေးပြောချင်တယ်ဆိုလို့ရှိရင် spitting image of လို့သုံးရပါမယ်အများအဖြစ်လူတွေသိတာ spitting ဆိုရင်တတွေးထွေးတာပေါ့နော် no spitting တတွေးမထွေးရဘူးဒီနေရာမှာကျတော့ spitting ကပေါ့နော်တတွေးထွေးတာမဟုတ်ပါဘူး exactly copy ပေါ့နော် exact copy ပေါ့မိတ်တူကူထားတဲ့အတိုင်းပဲအဲ့လိုသုံးတာပါဒီတစ်ခါအသုံးလေးကတော့ကျမတို့ social media မှာလည်းမကြတွေ့တယ်ပေါ့နော် black sheep of the family black sheep of the family သူ့ရဲ့အဓိပ္ပာယ်ကမိသားစုထဲမှာတမူထူးနေတဲ့လူတွေကို black sheep of the family လို့ပြောတယ်ပေါ့နော်အားလုံးရဲ့အကြိုက်ကတမျိုးသူတယောက်တည်းကတမျိုးအဲ့လိုကွဲနေတာမျိုးကို black sheep of the family ပေါ့နော်အဓိပ္ပာယ်ကတော့ဒီပုံမှန်အဖြစ်ဆို sheep တွေအများစုကအဖြူရောင်ဖြစ်ဖြစ်မယ်ပေါ့ဒါပေမဲ့သူတစ်ကောင်သူတစ်ခုတည်းအမဲဖြစ်နေအောင်အဲ့လိုမျိုးကွဲထွက်နေအောင်ပြောချင်တာပါအဲ့ဒါဆိုလို့ရှိရင်အသုံးလေးကတော့ black sheep of the family ကြည့်မယ်နော် black sheep of the family ဒီနေရာမှာပါတဲ့ sheep မှာဆိုလို့ရှိရင် e sound ပေါ့နော်အဲ့ဒါ long e sound မှာဆိုတော့ black sheep of the family ခါလာပြကြည့်မယ်နော် black sheep of the family We use black sheep of the family to describe a different or unusual family member သူရဲ့အသုံးလေးကတော့ဒီမှာ form အနေနဲ့ပြထားပါတယ်သူကတော့ noun အုပ်စုပါ noun phrase ပေါ့နော် the black sheep of the family ဒါဆိုလို့ရှိရင် example ကြည့်မယ်ပေါ့နော် My uncle was the black sheep of the family because he never wanted a steady job မတအိမ်လုံးကလုံနေကိုင်းနေပေါ့နော်ဒါပေမဲ့ကျွန်တော်ဦးလေးကတော့လောက်တစ်ခုဘယ်တော့မှဆွဆွမြဲမြဲမလုပ်ဘူးပေါ့နော်သူကတော့မိသားစုတွေမှာဆိုတမှုထူးခြားနေတယ်ပေါ့အဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုအနေနဲ့ဘယ်လိုပြောလို့ရသေးတုံးဆိုလို့ရှိရင်Every family has a black sheep မိသားစုတိုင်းမှာ black sheep ကတော့ရှိနေမှာပဲပေါ့ That's me a black sheep ကတော့ငါပဲပေါ့အဲ့လိုလည်းပြောလို့ရပါတယ်ဒီတစ်ခါမှာတော့ကျမတို့ကဒီ flesh and blood ဆိုတဲ့အသုံးလေးကြောင့်ပြောပါမယ်အရင်ဆုံးအတန်ထွက်ကိုပြောကြည့်မယ်ပေါ့နော် flesh and blood flesh and blood နေရာမှာ flesh ရဲ့နောက်ဆုံးတန်က short sound and blood so can you say it flesh and blood one more time flesh and blood သူ့ရဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့သွေးသားမိသားစုဝင်အစ်စ်ပေါ့နော်မှာသွေးသားရင်းချာဆွေမျိုးသားချင်းရင်းချာအဲ့လိုမျိုးဟာတွေကိုပြောချင်တယ်ဆိုလို့ရှိရင်နော် flesh and blood လို့သုံးရပါမယ် If we want to describe a strong family connection we can use flesh and bloodမိသားစုရင်းချာတွေကြောင့်ပြောတဲ့အခါမှာ flesh and blood လို့သုံးမယ်ဒီမှာ form လေးမှာဆိုလို့ရှိရင်ကြည့်မယ်ပေါ့နော် my own flesh and blood ဒါမှမဟုတ်လို့ရှိရင် someone's flesh and blood အဓိကကတော့သူတို့ရဲ့ရှေ့မှာပေါ့နော်ဒီpossessive adjective လေးထည့်လိုက်တယ်ပေါ့နော် mine တို့ his တို့ her တို့ their တို့ our တို့အဲ့လိုမျိုးသုံးလို့ရပါတယ် so let's see the example I can't believe he treated his own flesh and blood that way သူကသူ့ရဲ့သွေးသားရင်းချတွေပေါ်မှာဒီလိုမျိုးဆက်ဆံတာငါယုံတော့မယုံနိုင်ဘူးပေါ့အဲ့လိုမျိုးသုံးလို့ရပါတယ်နောက်တစ်ခုအနေနဲ့တယောက်ယောက်ကိုမိတ်ဆက်ပေးခြင်းနဲ့ပေါ့နော် She's my flesh and blood သူကငါ့ရဲ့ဆွေမျိုးရင်းချပါအဲ့လိုမျိုးလေးလည်းမိတ်ဆက်ပေးလို့ရပါတယ်အခုဆိုလို့ရှိရင်ဒီ family အကြောင်းသုံးတဲ့ neutral expression 5ခုကိုအတူတူလေ့လာခဲ့ပြီးပါပြီဆိုတော့ဒီ neutral expression တွေကို
မဆူရေးပြီးတော့မှကိုယ့်ရဲ့နေ့စဉ်အပြောအရေးတွေထဲမှာလက်တွေ့သုံးချနိုင်အောင်တို့ကြိုးစားကြပါမယ် so I hope you enjoy my video see you in the next lesson bye bye ဒီနေ့လေ့လာခဲ့တဲ့သင်ခန်းစာတွေကို take note လုပ်ဖို့မမေ့ရဘူးကိုယ့်ရဲ့နေ့စဉ်အသုံးတွေထဲမှာထည့်သွင်းဖို့မမေ့ရဘူးတကယ်လို့ဒီလိုသင်ခန်းစာတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင် subscribe လုပ်ခဲ့ပေးပါနောက်ပြီးရ Facebook မှာဆိုရင်တော့ Learning is a project ဆိုတဲ့နာမည်နဲ့တွားနေတဲ့ page လေးရှိပါတယ်အဲ့ဒီ page ကိုလည်းလာရောက်လေ့လာနိုင်ပါတယ် so ခုချိန်ဒီအချိန်ပေးပြီးကြည့်ခဲ့တဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye